အခုနောက်ပိုင်းကျွန်တော်တို့ laptop ဝယ်တော့မယ်ဆိုလို့ချင်းဘယ်ကိုပဲသွားကြည့်လိုက်ပေါ့နော် AI PC ဆိုတဲ့စကားလုံးကြီးကိုခဏကြားနေရတယ်မလား laptop အသစ်တွေဝယ်တိုင်း AI ပါလာပြီးတော့အဲ့ AI နဲ့ဘာတွေလုပ်လို့ရတယ်ညာတွေလုပ်လို့ရတယ်ဆိုပြီးတော့ share ကိုကြော်ညာနေကြတာပေါ့နော်အဲ့တော့တကယ်တမ်းမှာအဲ့ဒီ AI PC ဆိုတာကြီးကဘာကိုပြောတာလဲ marketing term အနေနဲ့ပဲသုံးနေတဲ့စကားလုံးတစ်ခုလားဒါမှမဟုတ်ကျွန်တော်တို့ laptop တွေသုံးနေတဲ့ပုံစံကိုအဲ့ဒီ AI PC ဆိုတာကြီးကလုံးဝပြောင်းလဲပြစ်တော့မှာလားဆိုတာတွေကိုကျွန်တော်အခုဒီဗီဒီယိုမှာပြောပြပေးမှာပါမင်္ဂလာပါဒီကတက်ဘလော့ကကြိုဆိုပါကျွန်တော်ကျော်တော်ဝင်းပါဒီနေ့ဗီဒီယိုမှာကတော့ကျွန်တော် AI PC ပေါ့နော် AI PC တွေရဲ့အဓိကအသက်သွေးကြောဖြစ်တဲ့ NPU ဆိုတာဘာလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ်အဲ့တော့ CPU GPU နဲ့ရောဘာကွာလဲနောက်ပြီးတော့အရေးကြီးဆုံးအချက်ကလက်တွေ့မှာတကယ်ကျွန်တော်တို့လက်တွေ့သုံးတဲ့အခါမှာရောတကယ်ပဲအသုံးဝင်နေပြီလားဆိုတာကိုကျွန်တော်ကိုယ်တိုင်သုံးနေတဲ့ example S40 AI PC တစ်လုံးရဲ့အတွေ့အကြုံနဲ့ကိုးကားပြီးတော့ကျွန်တော်အရင်တုန်းကမှာပေးပြခဲ့တဲ့ဝန်ဆောင်မှုလုပ်ပေးပြခဲ့တဲ့ AI PC တော်များနဲ့အတူတူကျွန်တော်လေ့လာတွေ့ရှိရတဲ့အချက်လေးတွေကိုကိုးကားပြီးတော့ကျွန်တော်ပုံပွင့်လင်းရှင်းလေးကျွန်တော်ပြောပြပေးသွားမှာပါနံပါတ်1အဲ့တော့အရင်က laptop တွေမှာအုံနောက်လို့ပြောလို့ရတဲ့အဓိကချက်ကနှစ်ခုပဲရှိရလို့ပြောလို့ရတယ်ပေါ့ဗျာအဲ့တော့ CPU ဆိုတာက Central Processing Unit ဆိုပြီးတော့တော်တော်များများကျွန်တော်တို့10တန်လောက်မှာထည့်တင်ခဲ့ရမယ်ထင်တယ်ဒါကတော့ General Manager ပဲလုံးဝကိစ္စမျိုးစုံကိုသူပဲလုပ်တာ CPU တို့အကုန်လုံးလုပ်တာအဲ့တော့ Word တွေပဲသုံး Chrome တွေပဲဖွင့် Excel ပဲသုံး Windows OS တစ်ခုလုံးကိုထိန်းချုပ်တာကစသူပဲလုပ်တာ CPU နောက်တစ်ခုကကြတော့ GPU Graphic Processing Unit လို့ခေါ်ပါတယ်အဲ့တော့ဒါကကြတော့ graphic အဓိကတော့ gaming အတွက်ငားထားတဲ့ဒီ graphic ဘိုင်းတွေလုံးဆောင်မှုနဲ့ gaming အတွက်ငားထားတဲ့အထူးကျွမ်းကျင်တဲ့ကျွန်တော်အဖွဲ့တစ်ခုလို့ဥပမာပေးလို့ရတယ်အဲ့ဒါကကြတော့ဘယ်လိုမျိုးအသုံးဝင်လဲဆိုတော့လေးလံတဲ့အလုပ်တွေကိုကျွန်တော်တပြိုင်နက်တည်းလုပ်ရမယ်အချိန်တွေမှာအလုပ်တွေကိုတပြိုင်နက်တည်းလုပ်ရမယ်အချိန်တွေမှာသူကလုံးဝဗျာ parallel step ပေါ့နော်လုံးဝတပြိုင်နက်တည်းနေရာတွေမှာသူကဝင်ပြီးတော့အလုပ်လုပ်ပေးတယ်အဓိက game တွေ 3D rendering လုပ်တဲ့ဟာတွေ video editing လုပ်တဲ့ဟာတွေလိုမျိုးအဲ့လိုမျိုးရှုပ်ထွေးတဲ့ process တွေပေါ့နော်ရှုပ်ထွေးလာတဲ့လုံဆောင်ချက်တွေကို GPU ကိုသုံးပြီးတော့အလုပ်လုပ်ပေးပါတယ်ကွန်ပျူတာတစ်လုံးမှာ okay နောက်ပိုင်းမှာထွက်လာတာက AI အဲ့ဒီဟာမတိုင်ခင်မှာ AI အလုပ်တွေကိုလည်းပဲ GPU ကိုကျွန်တော်တို့ကအားကိုးခဲ့ရတာများပါတယ်ဒါပေမဲ့ပြဿနာတစ်ခုရှိတယ်အကြီးမားဆုံးပြဿနာGPU က power အရန်စားတယ်ပြီးတော့ share ပူတယ်နောက်တစ်ခုကကြတော့အဲ့လိုမျိုး notebook ပါလေးမှာ battery နဲ့သုံးနေတော့မှ AI အလုပ်တွေပါပေါင်းပြီးတော့လုပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ laptop ကြီးက share ပူပြီးတော့ဒီတိုက်လို့ရတဲ့ဖုန်းတွေလိုမျိုးအဲ့ဒါနဲ့သွားဆင်မယ်ပေါ့နော်လုံးဝအပူတွေကအတကုံထွက်ပန်ကားတွေအတကုံလဲပြီးတော့လူမသုံးစားမရအောင်ဖြစ်သွားနိုင်တယ်လေဒီလိုမျိုးပါလွာ laptop လေးဒီမှာဆိုရင်ပြောတာပါ gaming boot တွေခဏထားလိုက်ပေါ့နော်အဲ့တော့အဲ့ဒီမှာနေစပြီးတော့မตายရတဲ့ပြဿနာတွေကစပြီးတော့ဖြစ်သွားပါတယ်နံပါတ်2ကတော့အသစ်ထွက်လာတဲ့ NPU ဆိုတာကဘာလဲဆိုတော့ Neural Processing Unit ဆိုတာပါအဲ့ဒီပြဿနာကိုဖြေရှင်းဖို့မွေးဖွားလာတာပဲဖြစ်ပါတယ်သူ့ကိုတော့ကျွန်တော်တို့ဒီရိုးရှင်းတဲ့စကားလေးနဲ့ပြောရမယ်ဆိုရင် CPU ကစောစောကပြောသလိုပဲအထွေထွေကိစ္စလုပ်တဲ့ဒီ manager တယောက်လိုမျိုးပြောရမယ်ဆိုလို့ရှိရင် GPU ကကြတော့လေးလံတဲ့အလုပ်တွေကိုလုပ်မဲ့ဗျိုင်းတူလုပ်မဲ့ engineer အဖွဲ့ဆိုပါစို့ NPU ကဘာဖြစ်သွားမလဲဆိုတော့ AI ကိစ္စတွေအတွက်ပဲတည်တံ့ခံထားတဲ့အရန်တော်တဲ့ကျွန်တော်တို့ personal assistant PA တယောက်လို့ပြောလို့ရတယ်ပဲတင်နာမှာတိုင်ပင်စီရလူတယောက်အနားမှာခေါ်ထားတယ်လို့ပါပဲဘာခိုင်းလို့ရတဲ့လူတယောက်မျိုးပေါ့နော်အဲ့လိုမျိုး NPU ကိုသတ်မှတ်ထားလို့ရပါတယ်ဒါရေဘူးရဥပမာလေးနဲ့ကျွန်တော်ပြောပြပေးတာပါ okay အဲ့တော့သူ့ရဲ့အဓိကအားသာချက်ကဘာလဲဆိုတော့ AI နဲ့ပတ်သက်တဲ့တွက်ချက်မှုတွေလှုပ်ဆောင်ချက်တွေကိုပါဝါစားသုံးမှုနည်းနဲ့လှုပ်ဆောင်နိုင်တာပဲဖြစ်ပါတယ်အဲ့တော့ NPU အလုပ်လုပ်နေချိန်မှာ CPU နဲ့ GPU ကအေးစစ်စစ်နားနေလို့လည်းရသလိုသူကသူလုံးစရာရှိတဲ့အလုပ်တွေကိုသူ့တာဝန်နဲ့သူဆက်လက်လှုပ်ဆောင်လို့လည်းပဲရပါတယ်အဲ့တော့ laptop ကလည်းပဲပူလည်းမပူတော့ဘူး battery လည်းကြာခံလာပါလိမ့်မယ်နံပါတ်3အနေနဲ့ပြောစရာတစ်ခုကတော့တကယ်လက်တွေ့မှာကောအသုံးဝင်ပြီလားဒါကျွန်တော်ရဲ့အခု AI PC experience လေးကိုပြောပြပေးမယ်ကျွန်တော်အရင်ကလည်းပဲ Vivo S50 ကို AI PC စပြီးတော့သုံးခဲ့ဘူးတယ်ပေါ့နော် architecture နဲ့ကျွန်တော်စပြီးတော့ဝယ်သုံးခဲ့ဘူးတယ်အဲ့အတွေ့အကြုံတွေအခုအတွေ့အကြုံတွေကျွန်တော်ပေါင်းပြီးတော့ပြောပြပေးမှာပါ
တကယ်အသုံးဝင်လားဆိုတာကတော့တကယ်အရေးကြီးတဲ့အပိုင်းပဲပေါ့နော်စာတွေမှာတော့ကျွန်တော်တို့ဟုတ်နေပြီ AIPC ကတော့ဘလို့ MPU ကတော့ဘလို့အလုပ်လုပ်တယ်ဆိုတာဟုတ်နေပြီတကယ်လက်တွေမှာဘလို့လဲဆိုတော့ဒီကျွန်တော် Zenpo S4D ကိုသုံးနေရတဲ့အတွေ့အကြုံနဲ့ကျွန်တော်ပြောပြရမယ်ဆိုလို့ရှိရင်တော့အဖြေကဟုတ်ကဲ့စိုးပါဘူးနော်ဒါပေမဲ့ဆိုတာလေးတော့ရှိလေ Okay အဲ့တော့ပထမဦးဆုံးစပြီးတော့သုံးပြကြတာဆိုလို့ရှိရင် Windows Studio App တွေကိုကျွန်တော်အသုံးများလိမ့်မယ်ဗျအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ video call ပြောတဲ့အခါမှာလုံးဝဒီနောက်ခံကြီးပေါ့နော်နောက်ခံကြီးဗလားလုတ်ပေးထားတာတွေပြီးတော့အဲ့ဒါဟိုမှာ portrait ဗလားလား standard ဗလားလားအဲ့လိုမျိုးကြီးလည်းတက်အမှထပ်ပြီးတော့ရွေးလို့ရတယ်ပေါ့နော်ကျွန်တော် review လုပ်တဲ့ laptop video တော်တော်များများပါလိမ့်မယ်အဲ့ဒါလေးကျွန်တော်ဆန်းဆန်းပြပေးတယ်ပေါ့နော်နောက်တစ်ခုကျတော့ eye contact feature ကျွန်တော်ကဒီ laptop ကိုအဲ့လိုမျိုးဖွင့်လိုက်တယ်ဗျဖွင့်ပြီးတော့ကြည့်တဲ့အခါမှာကျွန်တော်ဒီမှာပြပေးမယ်ပေါ့နော်တော့ video call တွေ zoom glass တွေသုံးနေမယ်ဆိုရင်ကင်မရာဒီမှာလေတော့ဒီနေရာကြီးကိုအမြင်အဲ့လိုပြူးပြီးကြည့်နေလို့မရဘူးလीနော်အောက်ကိုကြည့်ရတာဒီအောက်ကိုကြည့်တော့ကြတော့မျက်လုံးကြီးက outside side ကြီးဖြစ်နေတယ်ဗျအဲ့တော့ဟိုဘက်ကလူနဲ့က connection မမိတော့ဘူးအချိတ်ဆက်မမိတော့ဘူးလို့ပြောလို့ရတယ်အဲ့အချိန်မှာ eye contact feature ကိုဖွင့်ထားလိုက်လို့ချင်းကျွန်တော်တို့ရဲ့မျက်လုံးကဒီအောက်ကလေးကိုစိုက်ပြီးတော့ကြည့်နေနေတာမှပဲအဲ့လိုမျိုးဒဲကြည့်နေတယ်မျိုးပေါ့တယ်အဲ့လိုမျိုး feature ဖြစ်ပါတယ်အဲ့ဒါကတော့ကောင်းတော့လေကောင်းတယ်ပေါ့နော်တခါတလေမှာတော့ကျွန်တော်တို့မျက်လုံးလေးနည်းနည်းလေးကြီးသွားတဲ့အနေအထားတော့ရှိတယ်ပေါ့နော်ဒါပေမဲ့လည်းအဲ့ဒီ feature တွေစပြီးတော့သုံးလို့ရလာပြီဆိုတာကတော့တော်တော်လေးစိတ်ဝင်စားဖို့တော့ကောင်းပါတယ်တကယ်လက်တွေ့မှာလည်းအသုံးဝင်နေပေါ့ဗျာနောက်တစ်ခုကကြတော့ auto frame လုပ်ပေးတာဖြစ်ပါတယ် auto frame လုပ်ပေးတာကတော့တချို့ကတော့ကြိုက်လိမ့်မယ်တချို့ကတော့လည်းမကြိုက်ဘူးเนาะဒါပေမဲ့သုံးချင်တော့သုံးလို့ရတယ်အဲ့ဒါတွေအကုန်လုံးကို MPU ပေါ်မှာဓာတ်ရိုက် run နေတာပါအဲ့တော့ကျွန်တော်တို့ Zoom meeting လုပ်တဲ့အခါမျိုးတွေမှာစက်ကလေးလံသွားတာမျိုးတွေပါမရှိတော့ဘူးပေါ့ဗျာအဲ့ဒါတွေသုံးထားမယ်ဆိုရင်တော်တော်လေးအဆင်ပြေလာတယ် on device မှာလည်းလွယ်လွယ်ကူကူတန်းပြီးတော့သုံးလို့ရတဲ့အရာကိုပြောတာပါနောက်ပြီးတော့မကြခင်ဘာတွေအသုံးဝင်လာဦးမလဲဆိုတော့ sorry တခုကြံခဲ့တယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်အရင်ဒီ review မှာပေါ့နော်မိတ်ဆက်သွားတယ် story tube ဆိုတဲ့ဟာကလည်းပဲဒီ software လေးပေါ့နော် photo တွေ manage လုပ်ပြီးတဲ့ software အဲ့ဒါကလည်းပဲဒီ AI ကိုအသုံးပြုပြီးတော့ location page time page တွေနဲ့အတူတူလုံးဝခွဲခြမ်းစိတ်ဖြာပြီးတော့ပုံတွေကိုလုံးဝခွဲပေးထားတာပေါ့နော်အဲ့ဒါလေးလည်းပဲသုံးချင်ရင်တော့တကယ်မိုက်ပါတယ်အဲ့တော့လုံးဝအသုံးဝင်တဲ့ဟာလေးတွေစပြီးတော့ရှိတယ်ဗျာနောက်ပြီးတော့မကြခင်မှာဘာတွေအသုံးဝင်လာမလဲဆိုတဲ့ဟာလေးတွေလည်းကျွန်တော်ပြောပြပေးမယ်အဓိကကတော့ Adobe app တွေဖြစ်ပါတယ် Photoshop မှာလုံးဝနာမည်ကြီးနေတဲ့ generative AI တွေအဲ့ဒါတွေကိုလည်းပဲကျွန်တော် on device အနေနဲ့လုံဆောင်လို့ရလာတဲ့အဓိကပို့ပြီးတော့ကျန်းလာတာက Premiere Pro လိုမျိုးဟာတွေပါကျွန်တော်အရင်တုန်းကဒီ Mac Mini review MacBook review တွေမှာပြောသွားသလိုမျိုးပဲ Final Cut မှာကျွန်တော်တို့ဒီ auto စာတန်းထိုးတာတွေ auto frame လောက်တာတွေဘာတွေညာအများကြီးပြောပြသွားပြီးခဲ့တယ်ပေါ့နော်အဲ့ဒါမျိုးတွေကိုဒီ NPU ကိုဒီမှာပါတဲ့ NPU ကိုအသုံးပြုပြီးတော့လုပ်လို့ရတယ်ဆိုပြီးတော့ကျွန်တော်ပြောသွားခဲ့ပါတယ်အဲ့လိုမျိုးပဲကျွန်တော်တို့ Windows တွေမှာဆိုရင်လည်းပဲအဲ့လိုပဲ Premiere Pro လိုမျိုးဟာတွေမှာကျွန်တော် AI feature တွေစပြီးတော့ပါလာတယ်သင်ကဝယ်ပြီးတော့သုံးနေမယ်ဆိုရင်တော့ပါမယ်ထင်တယ်။ထားပါတော့အဲ့တော့ object select လောက်တာတွေနဲ့ speed to text လောက်တာတွေဗျအဲ့ဒါတွေကအရင်က GPU နဲ့လုပ်ပေးရကနေအခုနောက်ပိုင်း update တွေမှာ MPU ကိုအသုံးပြုပြီးတော့လုပ်လာတဲ့အခါကျတော့ Premiere Pro ကိုဒီလိုမျိုးပေါ့ပါ laptop လေးတွေမှာကျွန်တော်တို့စပြီးတော့သုံးမယ်ဆိုလို့ရှိရင် GPU မပါရင်တော့မှပဲဒီ AI performance နဲ့ MPU performance နဲ့အဲ့ဒါတွေကိုမြန်ဆန်နဲ့ပို့ပြီးတော့ power စားတတ်အောင်လုပ်ပေးလာနိုင်တော့မှာပါအဲ့ဒီအပြင်ကိုပိုင်း laptop PC ဆိုတဲ့ feature လေးရှိသေးတယ်အဲ့ဒါကတော့ Microsoft ကတရားဝင်ကြော်ညာထားတဲ့ recall လိုမျိုး feature တွေနဲ့ကျွန်တော် MPU စွမ်းအင်ပေါ့နော်ဒီ MPU ရဲ့စွမ်းအားကိုအပြည့်အဝသုံးချထားတာအဲ့ဒါတော်တော်လေးမိုက်တယ်ပေါ့နော်ကျွန်တော်စမ်းသုံးကြည့်ရအခုဒီ beta ရနေပြီပေါ့နော်ကျွန်တော်သုံးလို့ရနေစမ်းသုံးကြည့်ရတော်တော်လေးအဆင်ပြေတယ်အဲ့ဒါတွေကကြဲပြည့်သုံးလို့ရလာရင် AI PC တစ်လုံးရဲ့အနှစ်သာရကတော်တော်လေးတိလာမှာပါတကယ်လက်တွေစမ်းသုံးကြည့်ရတဲ့အနေအထားမှာတော်တော်မိုက်တယ်ပေါ့နော်အရင်တော့ဟာဒီပြန်ရှာတာပဲဖြစ်ဖြစ်အဲ့ဒီ recall လိုမျိုးဟာတစ်ခုနဲ့တော်တော်လေးကျန်းနေပြီပေါ့နော်အဲ့တော့လက်ရှိမှာတိတ်မထူးသေးဘူးဆိုတော့ခံစားရတဲ့အချက်ပေါ့နော်လုံးဝဒီအနေထားမှာဒါ AI MPU ရှိတယ်ဘာမှမထူးပါဘူးဆိုတော့အနေထားကတော့ဒါ YouTube တက်ပုံမှန်လေးပြောရရင်တော့တကယ်တည်းနေ့စဉ်သုံးနေတဲ့ Word တို့ Excel တို့ Chrome တို့အဲ့ဒါလောက်ပဲသုံးမဲ့သူတွေ YouTube လောက်ပဲကြည့်မဲ့ Netflix လောက်ပဲကြည့်မဲ့သူတွေက MPU ပါတာနဲ့မပါတာကချက်ချင်းတိတိတတ်တာစီနဲ့ရေလို့ကွာခြားသွားမယ်အနေထားမှာတော့မဟုတ်ဘူးနောက်ပြီးတော့ application တော်တော်များများကလည်းပဲဒီ MPU ကို support လုပ်ဖို့က update တွေကတော့လုပ်နေရတော့မယ်အဲ့ဒါကတော့အခုချက်ချင်းကြီးကျွန်တော်တို့အဲ့လိုလူမျိုးတွေအတွက်ပေါ့နော်ပေါ့ပါပဲသုံးမယ်ဘာမှ laptop ကိုမသုံးပါဘူးဆိုတဲ့သူတွေအတွက်ကတော့ဝါဆိုပြီးတော့ဖြစ်သွားမှကိစ္စတော့မဟုတ်သေးဘူးအဲ့ဒါတော့လက်မခံရင်လည်းလက်ခံရမှာပဲလीတော့ကိုကပေါ့ပါပဲသုံးနေတာဟုတ်
အဲ့တော့အနည်းချုပ်အနေနဲ့ပြောရမယ်ဆိုလို့ကျွန်တော်ဒီ AI PC တွေကိုဘယ်သူတွေဝယ်တင်လဲဆိုတော့ဒါတွေကတော့ကျွန်တော်လုံးဝ game changer တစ်ခုပေါ့နော်GPU နေရာမှာဒီ power စားသုံးမှုတက်တာနဲ့ဒီ MPU ကိုအစားထိုးပြီးတော့ AI performance တွေလုပ်ပေးတာကတော်တော်လေးလက်ခံလို့ရတဲ့အနေအထားမှာရှိသလိုအခုချိန်မှာတော်တော်လေးကို improve ဖြစ်လာပြီလို့ပြောလို့ရတယ်အရင်တုန်းက M-based CPU တွေမှာပဲပါလာတဲ့ MPU 40လောက်နဲ့သုံးရတဲ့ Cobalt Black PC feature တွေကလည်းပဲဒီလိုမျိုးလုံးဝIntel ကနေထုတ်ထားတဲ့ M-based မဟုတ်တဲ့886 chip တွေမှာပါစပြီးတော့ MPU ကိုသုံးလို့ရလာပြီ40တော့အထိသုံးလို့ရလာပြီဖြစ်တဲ့အတွက်ဒီလိုမျိုး M-based မဟုတ်တဲ့ laptop တွေမှာလည်းပဲ Cobalt Black PC ကိုကျွန်တော်တို့သုံးလို့ရလာနေပြီအဲ့တော့တော်တော်လေးကို welcome ကြိုဆိုရမယ့်အနေအထားဖြစ်တယ်ဗျအဲ့တော့ဘယ်သူတွေဝယ်သင့်လဲအဲ့ဒါကိုပြောရမယ်ဆိုလို့ရှိရင်တော့2025မှာ laptop အသစ်တစ်လုံးဝယ်မယ်အထူးသဖြင့် Core Ultra ဒါမှမဟုတ် Ryzen AI ဆိုတဲ့ခေါင်းစဉ်အောက်မှာ premium laptop ဖြစ်တဲ့ဒီလိုမျိုး thin and light laptop တွေအဲ့လိုမျိုးရှာနေတယ် Ultra book တွေရှာနေတယ်ဆိုလို့ရှိရင်တော့အခုချိန်မှာ MPU ပါတဲ့ AI PC တစ်လုံးကိုရွေးလိုက်တာကတော့အကောင်းဆုံးပဲဗျဒါမှနောက်2နှစ်3နှစ်နေလို့အခု AI feature တွေတော်တော်လေးမြန်မြန်ဆန်ဆန်တိုးတက်လာတာပေါ့နော်အဲ့ AI feature တွေကမသုံးမဖြစ်သုံးလာရတဲ့အခါမှာကိုယ့်ရဲ့စက်ကအဲ့ဒီအခါကျမှဘောင်ဝင်တန်းဝင်ဖြစ်နေဦးမှာပေါ့နော်တနေ့တစ်ခါ laptop လင်းနေရသူတွေတော့တိတ်ကိစ္စမရှိပါဘူးကြိုက်တာဝယ်လို့ရတယ်ပေါ့နော်ဒါပေမဲ့တော်တော်များကတော့ laptop တစ်လုံးဝယ်ပြီးအကြာကြီးတော့သုံးပြကြရလေဖုန်းတွေလိုမျိုးမဟုတ်ဘူးအဲ့တော့စောင့်ကြည့်ရမယ့်သူတွေကဘယ်သူတွေလဲမဝယ်ဘဲနဲ့အခုချိန်မှာ AI PC တစ်လုံးမဝယ်သေးဘူးစောင့်ကြည့်ခြင်းနေသေးတယ်ဆိုတဲ့လူတွေကကြတော့လက်ရှိသုံးနေတဲ့ laptop ကအကောင်းကြီးရှိသေးတယ်ဘာမှလည်းတိတ်ပြဿနာမဖြစ်သေးဘူးလဲဖို့လည်းမလိုသေးဘူးဆိုလို့ရှိရင်တော့ဒီ MPU performance တစ်ခုတည်းအတွက်နဲ့ဒီသင်ရဲ့ laptop ကိုအရေးကြီးကျွန်တော်တို့ upgrade လုပ်ဖို့မလိုဘူးပေါ့ဗျာအဲ့လိုမျိုးတော့ပြောလို့ရတယ်အဲ့တော့အဆုံးသတ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရှိမှာအခု laptop ဝယ်ဖို့လာပြီးတော့တိုင်မကြညီကိုတွေပဲဖြစ်ဖြစ်လာဝယ်တဲ့သူတွေပဲဖြစ်ဖြစ်နောက်လာဝယ်ခြင်းတဲ့သူတွေပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော် PK Develop chat box မှာလာမှလို့ရတယ်အဲ့လူတွေအတွက်ကျွန်တော်ကြိုပြီးတော့စကားလေးပါချင်တာကကြတော့ MPU ပါတဲ့ဒီ AI PC တွေကိုကျွန်တော်အတစ်တလုံးဝယ်တော့မယ်ဆိုလို့ရှိရင်ထည့်စဉ်းစားမယ့် option တစ်ခုကတော့ဖြစ်လာပြီဗျအဲ့တော့အဲ့ဒါလေးလည်းထည့်စဉ်းစားပေါ့နော်ကိုကပတ်စံဘယ်လောက်သုံးမလဲဘယ်လို model တွေသုံးမလဲဆိုတာတွေနဲ့အတူတူ2025မှာ laptop အသစ်လုံးဝယ်မယ်ဆိုလို့ရှိရင် MPU ပါတာလေးကိုတော့ထည့်ပြီးစဉ်းစားသင့်တဲ့နေရာကိုတော့ကျွန်တော်တို့ရောက်လာပြီလို့တော့ထင်တယ်ပေါ့နော်ကိုကသာဒီနည်းပညာနဲ့ပတ်သက်ပြီးတော့လိုက်ပြီးတော့လေ့လာလိုက်စားတတ်တဲ့သူတယောက်laptop လေးကိုဟိုသုံးတီသုံးစပြီးတော့သုံးကြည့်ကျင်တဲ့သူတယောက်ပေါ့နော်တမယူချင်အတိုင်းကြီးပဲ what day AJ နဲ့ခုံးလောက်ပဲဖွင့်နေတဲ့သူတယောက်မဟုတ်ဘူးဆိုရင်တော့2025မှာ laptop စဝယ်မဲ့သူဆိုလို့ရှိရင်တော့ AI PC ကိုမဖြစ်မနေထည့်ပြီးတော့စဉ်းစားရမှာဗျအဲ့လိုမျိုးဆိုတော့ဒီလောက်ဆိုရင်တော့ MPU အကြောင်းလေးတော်တော်လေးရှင်းသွားပြီလိမ့်မယ်လို့တော့ကျွန်တော်ထင်ပါတယ်အဲ့တော့ laptop မှာကျင်နေဆိုရင်လည်းကျွန်တော် PK Develop ချက်ပေါက်မှာလာပြီးတော့မလို့ရတယ်အဲ့ဒီကိုကျွန်တော်အသေးစိတ် consulting လုပ်ပြီးတော့အခုမှစပြီးတော့ဝယ်မဲ့ beginner တွေအတွက်လည်းပဲကျွန်တော်တခြားလေးရှင်းပြပြီးတော့လိုအပ်တဲ့ software တွေအစားကျွန်တော်ထည့်ပြီးတော့ပို့ပေးနေပါတယ်အဲ့တော့ချက်ပေါက်မှာလည်းလာမိလို့ရတယ်လို့နောက်ဘယ်လိုမျိုး content တွေလုပ်ပေးစေချင်လဲဆိုတာလည်းပဲကျွန်တော်ဒီ comment box မှာအားမနာနဲ့ပြပြပေးသွားလို့ရပါတယ်တော့ဒီနေ့ပြီးတော့ကျွန်တော်ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်မယ်ပေါ့နော်ခဏလေးပြောနေကြအတိုင်းပဲကိုရီးယားမှာကြည်နေတဲ့သူတွေဆိုလို့ချင်းကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့အောက်မှာပါတဲ့ coupon link လေးတွေကိုနှိပ်ပြီးတော့ coupon မှာတစ်ခုဝယ်နေတယ်ဆိုရင်ကျွန်တော်ရဲ့ coupon link လေးတွေကတစ်ဆင့် coupon ကိုဝင်မယ်ဆိုလို့ချင်းတော့ကျွန်တော် direct support လုပ်ပြီးသားပဲဖြစ်ပါတယ်ကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ် okay စကားကြောလေးလည်းရှိနေလေကြောလေးလည်းရှိနေတတ်တာ